မင်္ဂလာပါဒီဟာလေးကတော့ကျွန်တော်ရဲ့ episode 3ပေါ့နော်ဒီ management အကြောင်းဆိုင်ရာဒီ recording လုပ်တာဒီမှာဒါ episode 3ပေါ့နော်ဒီမှာမေးခွန်းလေးလည်းကျွန်တော်ဖြေပေးမယ်ပေါ့နော်နောက်ပြီးတော့လည်း episode 2မှာကျွန်တော်ပြောသွားတဲ့ performance ဒီပေါ့နော်စွမ်းဆောင်ရည်ပေါ့နော် performance စွမ်းဆောင်ရည် productivity ဆိုတဲ့ကျွန်တော်တို့ဒါအလုပ်ပြီးမြောက်မှုရပေါ့နော်အဲ့ဒီပိုင်းလေးနဲ့လည်းနည်းနည်းဆက်ဆက်တဲ့မေးခွန်းလေးလည်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်အားလေးကိုလည်းတစ်ခါတည်း recording လုပ်ပေးလိုက်တယ်ပေါ့နော်ဟုတ်သူမေးခွန်းလေးလည်းဖြေပေးနေပေါ့နော်ဟုတ်သူမေးခွန်းလေးတော့ကျွန်တော်တစ်ခါပြန်ဖတ်ပြပေးမယ်ဒီမှာမြင်နေရတဲ့မေးခွန်းလေးပေါ့နော်ဆရာတဲ့တစ်ခါလေးလုပ်ငန်းဆောင်တာတစ်ခုမှာတဲ့လီဒါကရလက်ကိုဦးစားပေးပြီးလှုပ်ဆောင်ရင်ရလက်ကောင်းထွက်လာပြီမဲ့လက်အောက်ဝန်ထမ်းတွေနဲ့ပုတ်တိုက်မှုတွေဖြစ်လာတာတွေ့ဘူးပါတယ်ဆရာတဲ့ရလက်နဲ့ကိုယ့်လက်အောက်ဝန်ထမ်းတွေနဲ့ relationship မှာဘယ်တစ်ခုကိုပို့ပြီး focus ထားသင့်ပါသလဲတဲ့သူမိကုန်းလေးကတော့ကျွန်တော်ဖြေလိုက်ရင်တော့လွယ်လွယ်လေးပေါ့နော်ဒါပေမဲ့လည်းကျွန်တော်မိကုန်းကိုမဖြေခင်ကျွန်တော်ဒီဟာလေးနဲ့ပတ်သက်ပြီးတော့စဉ်းစားရမယ့်အပိုင်းလေးတွေပေါ့နော်ကျွန်တော်တစ်ချက်လေးပြောပေးမယ်ပေါ့နော်ရှင်းပြပေးမယ်ပြီးကြတော့မှကျွန်တော်အဆုံးမှာဒီမိကုန်းလေးဖြေပေးမယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒီမှာကျွန်တော်ခေါင်းစဉ်လေးထည့်ထားတယ်ပေါ့နော်ခေါင်းစဉ်လေးကဘာလဲဆိုတာ managing conflict between management and staff over task completion performance and productivity ပေါ့နော်ဒါကျွန်တော်တို့ဝန်ထမ်းနဲ့ကျွန်တော်တို့ဒီ management ပေါ့နော်စီမံအုပ်ချုပ်ဆောင်ရွက်တဲ့သူတွေပေါ့စီမံခန့်ခွဲအုပ်ချုပ်ဆောင်ရွက်တဲ့သူတွေပေါ့နော် supervisor တို့ကျွန်တော် manager တို့ပဲပြောပါပေါ့နော်ဒီနှစ်ဖွဲ့ကြားထဲမှာဒါ conflict ဖြစ်တာပေါ့နော်ပြိပခါလေးဖြစ်တယ်ပေါ့နော်ဒီဟာလေးကိုပြောထားတာပေါ့နော်ဘယ်ဟာတွေနဲ့ပတ်သက်ပြီးတော့ပြိပခဖြစ်တယ်ပြဿနာဖြစ်တယ်လဲဆိုရင်ကျွန်တော် task completion ပေါ့နော်ကျွန်တော်တို့တို့ပြီးထားတယ်လှုပ်ဆောင်အောင်မဲ့ test တွေအလုပ်တာဝန်တွေပြီးမြောက်ဖို့ရယ်ကျွန်တော် performance ကောင်းပေါ့နော်လုပ်ပြီးမြောက်တယ်ဆိုတိုင်းလည်းကျွန်တော်တို့အဆင်မပြေသေးဘူးလေ performance လည်းကောင်းမယ် performance ကောင်းမယ်ဆိုတာကျွန်တော်တို့ quality လည်းကောင်းအောင်မယ်လုပ်လည်းပြီးမြောက်အောင်မယ်အဲ့ဒီပေါ်ပြောတာပါနော် performance တွေနောက် productivity လုပ်ပြီးမြောက်တယ်ဒီကြားထဲမှာကျွန်တော်တို့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ conflict ဖြစ်ကြတာပေါ့နော်ဟုတ်အဲ့တော့ကျွန်တော်ဒီ conflict လေးပိုင်းမှာဖတ်ကြည့်မယ်ဆိုရင်ဘယ်လိုမျိုးအချိန်မှာ conflict ဖြစ်တယ်လဲဆိုရင် conflict often arise when management focus heavily on task completion KPI and efficiency တဲ့နော်ကျွန်တော်တို့ဒီ management ဘိုင်းကလူတွေကဟုတ်လားနော်ကျွန်တော်တို့အလုပ်ပြီးမြောက်မှုတွေ KPI ပေါ့နော်ကျွန်တော်တို့ target တွေဘာတွေဒါတွေရှိတာပေါ့နော်ဒါတွေပေါ်မှာနောက်ပြီးလို့ရှိရင်လည်း efficiency ပေါ်မှာဒါတွေပေါ်မှာသွားပြီးတော့အရန် focus ထားတဲ့ခါကြရင်ပေါ့နော်ကလေးတွေကိုတွန်းအားပေးသလိုဖြစ်ပြီးတော့ကျွန်တော်တို့ conflict တွေဖြစ်တာပေါ့နော်ဒီကလေးတွေဘက်ကလည်းဝန်ထမ်းတွေဘက်ကလည်းဘာလဲဆိုတော့သူတို့ကအလုပ်တွေပို့လို့ရတယ် overwork ပေါ့နော်အလုပ်တွေပို့ပြီးလုပ်ရတယ် micro manage ပေါ့လူကြီးကစောင့်ကြည့်နေပြီးတော့တောက်လျှောက်ပြောနေတယ်အဲ့လိုမျိုးတွေခံစားရမယ် value ပေါ့နော်သူတို့တမိုးမထားဘူးလို့ခံစားရမယ်လူမျိုးချိန်ဆိုရင်ကျွန်တော်တို့ကဒီ management နဲ့ဝန်ထမ်းတွေကြားထဲမှာဒါ conflict ဖြစ်လာတာပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီအကြောင်းလေးကြည့်အောင်ဆိုတော့အရင် episode ထဲကပြောခဲ့တဲ့အတိုင်းမျိုးပေါ့နော်ဒါလေးတွေပြန်နှွှေးကြည့်အောင်ပေါ့နော်ကျွန်တော်တို့လုပ်ငန်းတစ်ခုဝင်လာပြီဆိုလို့ရှိရင်ဝန်ထမ်းတစ်ယောက်ဝင်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ management ဘိုင်းကဘာတွေလုပ်ကြသလဲဆိုတော့ကျွန်တော်ချစ်ကြည့်ပေါ့နော်အဲ့တော့ဝန်ထမ်းတစ်ယောက်ရောက်လာပြီဆိုဒီဝန်ထမ်းအတွက်ကျွန်တော်တို့ကလှုပ်ဆောင်ရမယ် target ရှိရပေါ့နော်ဒီလိုပဲကျွန်တော်တို့ warehouse ဆိုလဲ warehouse အတွက်ကျွန်တော်တို့တနေ့တာလှုပ်ဆောင်ရမယ် target ရှိရပေါ့နော်အဲ့ target ကိုကျွန်တော်တို့ဘာခေါ်လဲဆိုတော့ performance target ပေါ့နော်စွမ်းဆောင်ရည်ဒီမှာပြည်မှန်းချက်စွမ်းဆောင်ရည်ပြည့်မှတ်ဆိုပြီးမြန်မာလိုတော့ကျွန်တော်ပြန်ထားတာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဥပမာထားပါလို့ကျွန်တော် warehouse ဆိုလို့ရှိရင်ရှင်းပါတယ်ဒီနေ့တစ်နေ့ပစ္စည်းဘယ်လောက်လက်ခံရမလဲပေါ့နော်ကျွန်တော် fresh buy ဆိုလို့ရှိရင်လည်းကုန်ပစ္စည်းကုန်သိမ်းပိုင်းဆိုရင်လည်းတန်နဲ့စကားပြောတာဖြစ်တဲ့အတွက်ဒီနေ့တန်ချိန်ဘယ်လောက်လက်ခံမယ်တန်ချိန်100လက်ခံမယ်တန်ချိန်125တန်လက်ခံမယ်စသည်ဖြစ်ပေါ့နော်တန်နဲ့ပြောတယ်ကျွန်တော်တို့ဒီဘက်dry တို့ဘာလို့ကျွန်တော်ဒီကုန်ချောက်ဌာနဆိုရင်လည်းကျွန်တော်တို့ကcases နဲ့ပြောတယ်ပေါ့နော်ပြောမယ်ဆိုတော့ရှင်းပြောမယ်ဆိုပုံတွေပေါ့ဗျာဂျာတုပုံတွေပေါ့နော်ကာတွန်တွေပေါ့နော်ဒီနေ့2သိန်းလက်ခံရမယ်ဒီနေ့3သိန်းလက်ခံရမယ်ဒီလိုစသည်ဖြင့်ကျွန်တော်တို့ပြောပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မှာရည်မှန်းထားတဲ့ performance target တွေရှိပါတယ်အဲ့ target တွေပြီးမြောက်အောင်လုပ်ရမယ်အဲ့တော့ဒါလုပ်ငန်းအနေနဲ့ပေါ့နော်ဌာနအနေနဲ့ပေါ့နော်ဒီလိုပဲဝန်ထမ်းတယောက်ဆိုရင်လည်းတယောက်ကို target ဘယ်လောက်ပြီးရမယ်ဆိုကျွန်တော်တို့သတ်မှတ်ထားတာရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော် set target လို့ခေါ်ပါတယ်ဟုတ်ဝန်ထမ်းတယောက်ကတော့ကျွန်တော်တို့ဒီမှာအလုပ်ချိန်ကတော့များသောအားဖြင့်8နာရီပေါ့နော်အဲ့တော့အဲ့8နာရီအတွင်းမှာသူဘယ်လောက်လုပ်နိုင်မလဲဆိုတာကျွန်တော်တို့တိုင်းတာပါပါတယ်ချက်ချင်းတော့ဝန်ထမ်းတစ်တယောက်ကတော့ဝန်ထမ်းအဟောင်းလို့ experience ရှိပြီးတော့လုပ်နိုင်လိမ့်မယ်လို့တော့မရှိရပါဘူးပေါ့နော်
တဖြည်းဖြည်းနဲ့တော့သူ့ရဲ့ဒီအလုပ်ပြီးမြောက်မှု productivity ကတော့တက်လာမှာပေါ့နော်ဟုတ်လားအဲ့တော့သူတနေ့8နာရီမှာသူဘယ်လောက်လုံးနိုင်မလဲဆိုကျွန်တော်တိုင်းမယ်တနာရီမှာသူဘယ်လောက်လုံးနိုင်လဲဆိုကျွန်တော်တို့တိုင်းမယ်ပေါ့နော်အဲ့တော့ဒီကောင်ဥမာခုပေးထားတာဒီမှာတော့ picking productivity ပေါ့နော်ကျွန်တော်ဒီမှာ slide လေးချက်ပြမယ်ဟုတ်လား picking productivity ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဒီတူတယောက်ကဘယ်လောက် pick လုပ်နိုင်မလဲပစ္စည်းရဘယ်လောက်ကောက်နိုင်မလဲပေါ့နော်တနာရီကိုဘယ်လောက်ကောက်နိုင်မလဲ8နာရီဆိုဘယ်လောက်ကောက်နိုင်မလဲစသဖြင့်ကျွန်တော်တိုင်းတာပါတယ်ပထမဆက်တာရင်ဝန်ထမ်းတစ်ကတော့သူတနာရီတုန်းမှာတော့တိတ်တော့မရဘူးပေါ့နော်ကျွန်တော်သတ်မှတ်ထားတဲ့ target ကိုတော့မရဘူးပေါ့နော်ကျွန်တော်ဆိုတာ performance target ကိုတော့မရောက်ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုရောက်လာမှုရတဲ့အတွက်ကျွန်တော်တို့ဘက်ကတော့ support တွေအများကြီးပေးရတာပေါ့နော်သူ့ကို train လုပ်ပေးရမယ်သင်ပေးရမယ်နောက်ပြီးလို့ရှိရင်အဲ့လိုတက်တဲ့ဝန်ထမ်းတွေနဲ့တွဲပေးရမယ်တဖြည်းဖြည်းနဲ့တော့သူကကျွန်တော်တို့ညီမှန်းထားတဲ့ target ကိုရောက်လာအဲ့လို productivity ရောက်လာတော့မှပဲကျွန်တော်တို့ကဒီလိုဝန်ထမ်းတွေအများကြီးနဲ့ဆိုရင်ဘယ်နှစ်ယောက်ဝန်ထမ်းဘယ်နှစ်ယောက်လုံးလို့ရှိရင်ကျွန်တော်တို့ညီမှန်းထားတဲ့တနေ့တာလက်ခံရမယ့်ပစ္စည်းတွေလုံနိုင်မလဲလုံနိုင်မယ်ဆိုတော့ကျွန်တော်တို့သိလာပေါ့နော်မဟုတ်လို့ရှိရင်လည်းကျွန်တော်တို့သတ်မှတ်ထားတဲ့လုပ်ချင်8နာရီတုန်းမှာမပြီးဘူးဆိုရင်လည်းလိုအပ်ရင် overtime လုပ်အောင်ပေါ့နော်ဟုတ်ဒီလိုမျိုးဖြစ်တာပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာသိရမယ့်အချက်တွေကဘာလဲဆိုတော့ target သိရမယ်ကျွန်တော်တို့ဒီ performance ကတော့ကျွန်တော်စွမ်းဆောင်ရည်ပေါ့ဗျာအလုပ်ဆိုတာကကျွန်တော်တို့ပြီးတိုင်းပြီးတယ်လို့လုပ်လို့တော့မရဘူးပေါ့နော်ရည်သွေးကောင်းကောင်းနဲ့အလုပ်လည်းပြီးမြောက်ရမယ်performance လည်းကောင်းရမယ် productivity လည်းထိရမယ်နော်ဟုတ်လားဒါတွေအကုန်လုံးနဲ့ဆက်သက်တာကတော့ KPI ပေါ့ဗျာ KPI ဆိုတော့ကျွန်တော် key performance indicator ပေါ့နော်KPI နဲ့ productivity နဲ့ဘာကွာသွားလဲလို့မေးလို့ရှိရင်တော့ KPI ကကျွန်တော်တကယ် broad ဖြစ်တာပေါ့နော်အရင်ကျေပြန့်တာပေါ့နော်ဒီသူကတော့အများကြီးကိုတိုင်းတာတာပေါ့ဗျာဒီလိုတဦးချင်းစီ productivity တိုင်းတာတဲ့ပို့ပြီးတော့ကျေပြန့်သွားတယ်ပေါ့နော်ဟုတ်လုပ်ငန်းကြီးလိုက်တိုင်းတာမယ်အားလုံးလူတွေအားလုံးတွေတိုင်းတာမယ်ပေါ့နော်ဒီလိုဖြစ်သွားမှာပေါ့ဟုတ်နောက်ပြီးအဲ့တော့ဒီဝန်ထမ်းတယောက်အနေနဲ့ကျွန်တော်တို့ဒါဝန်ထမ်းတယောက်ရောက်လာပြီဆိုရင်သိရမယ်ချက်အဲ့ဒါပေါ့နော်သူရဲ့ performance နဲ့ productivity ပေါ့အဲ့လိုပဲကျွန်တော်တို့ manager တွေဆိုတာလေဒါလူဒီမှာဝန်ထမ်းတွေပေါ်မှာရှုမြင်ပုံလေးတော့ကွဲပြားတယ်ပေါ့နော်theory ရဆိုရင်တော့ကျွန်တော် theory X theory Y ပေါ့နော်အဲ့တော့ manager တွေက theory X သမားတွေရှိတယ်လို့ theory Y သမားတွေရှိတယ်ပေါ့နော် theory X သမားတွေကြတော့ဘယ်လိုလဲဆိုတော့သူတို့ကသူတို့ရဲ့အမြင်မှာဝန်ထမ်းတွေကပြင်းတယ်တာဝန်ယူမှုကင်းတယ်ဒီမှာပြောထားသလိုပဲเนาะဟုတ်လားကျွန်တော်တို့ကလိုအပ်တဲ့ supervision ပေါ့နော်supervisor တွေကတောက်လျှောက်သူတို့ကြည့်ပြီးတော့လိုအပ်တယ်ပေါ့နော် strict ဆိုတာတကယ်စီကံတင်းတင်းကြပ်ကြပ်နဲ့လုပ်ခိုင်းဖို့လိုအပ်တယ်လို့သူတို့ကမြင်တယ်เนาะအဲ့တော့ကျွန်တော်တို့ကဘာဖြစ်သွားလဲဆိုတော့အဲ့လို manager တွေကြတော့ micro management အရန်ဝင်တယ်လို့ဖြစ်သွားတယ် high pressure ပေးမိတယ်လို့ဖြစ်သွားတယ်ဝန်ထမ်းတွေပေါ့နော်အဲ့တော့တခါတလေကြတော့သူတို့ကဒါအရန်ကြီး micro management လုပ်တော့လဲ low moral ဆိုတာစိတ်ဓာတ်တွေနည်းနည်းတော့ကြတာပေါ့နော်ဖြစ်တာပေါ့နော် resistance ကနည်းနည်းတွန်းတိုက်မိုးလေးဖြစ်သွားတာပေါ့နော်တို့တွေကတုံ့ပြန်မှုလေးတွေဖြစ်တာပေါ့နော် resistance တွေရတာပေါ့နော်ဝန်ထမ်းချို့ကြတော့ဟုတ်theory Y သမားတွေကကြတော့ကျွန်တော်တို့ဝန်ထမ်းတွေကတော့ဒါ motivate လုပ်မယ်သူတို့ကယုံကြည်ရတယ်လို့ဖြစ်တာပေါ့အမြင်ရှိတာပေါ့နော်ဝန်ထမ်းတွေပေါ်မှာအဲ့တော့ဝန်ထမ်းတွေကိုလုပ်ပိုင်ခွင့်တွေပေးတယ်ဒါ process တွေဘာတွေလုပ်တဲ့ခါမှာလည်းသူတို့ပူးပေါင်းပါဝင်ခိုင်းတယ်ပေါ့နော်သူကတော့အကောင်းမြင်တယ်လို့ပြောလို့ရတာပေါ့နော်ဟုတ်အဲ့တော့ဒီကတော့ကျွန်တော်တို့ကဘယ်ဟာမှားတယ်ဘယ်ဟာမှန်တယ်လို့တော့မပြောလို့ပါဘူးဒါmanager တွေရဲ့အမြင်ပေါ့နော်ဟုတ်အဲ့တော့ theory X manager တွေရှိလို့ theory Y manager လည်းရှိတာပါပဲဟုတ်နော်ဟုတ်ပြီဝန်ထမ်းတွေဘက်ကအချက်ကြည့်မယ်ပေါ့နော်ဒါကကျွန်တော်theory လေးအရာပြောပြပါဦးနော် theory X theory Y ဆိုတာ manager တွေဘက်ကအမြင်ပေါ့နော်ဝန်ထမ်းတွေဘက်မှာဝန်ထမ်းတွေဘက်ကရောဘယ်လိုအမြင်ရှိတယ်လဲပေါ့အလုပ်ပေါ်မှာဖြစ်ဖြစ်ပေါ့နော်အလုပ်ပေါ်မှာရှိတဲ့အမြင်ဟာကျွန်တော်တို့ဒီမှာ equity theory လို့ခေါ်ပါတယ်နော် John Stacy Adams ဆိုတဲ့လူကဖော်ထုတ်ထားတာပေါ့နော်အဲ့တော့တခါလေကျတော့ဝန်ထမ်းတွေကဘယ်လိုမြင်လဲဆိုတော့သူတို့အလုပ်တွေကြိုးစားလို့ရှိရင်သူတို့အတွက်ရလဒ်တွေများများရလာမယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ကြိုးစားတယ်ဆိုရင် recognition ဆိုတဲ့အတိအမှတ်ပြုမှုတွေရမယ်ရာထူးတိုးတာတွေရမယ်လစာတွေတိုးမယ် bonus တွေရမယ်ဆိုတဲ့အဲ့ဒါမျိုးကိုသူတို့ကမျှော်လင့်တယ်ပေါ့နော်input နဲ့ outcome နဲ့ဒါညီမျှတာမျိုးလိုချင်တယ်ပေါ့ဗျာဟုတ်ပြောမယ်ဆိုဒီမှာဆိုရင်သူတို့ပြောထားသလိုပဲ employee compare their input သူတို့ရဲ့ကြိုးစားအထောက်မှုတွေပေါ့နော် input ဆိုတာoutput ရလဒ်ပေါ့နော်ဒါဆိုစုချင်းမြင့်တာတွေပေါ့ reward တွေပေါ့နော်ဒီလိုမျိုးတွေနဲ့သူတို့ကနှိုင်းယှဉ်ပါတယ်တဲ့ဟုတ်လားနော်အဲ့တော့if they perceive unfairness တခါလေကျတော့သူတို့ကမတရားဘူးလို့ခံစားရတယ်ဘယ်
ယ်လိုမျိုးလဲဆိုရင် overwork အလုပ်တွေပိုလုပ်ရတယ်ဒါပေမဲ့ရတာ underpaid လို့ဆိုပြီးတော့ခံစားရတဲ့ခါကြလို့ရှိရင်သူတို့ကဘာဖြစ်လဲ conflict ဖြစ်သွားတယ် conflict arise ပေါ့နော်ဟုတ်လားနော်လုပ်ရတာနဲ့ရတာနဲ့မတန်ဘူးလို့ခံစားရမျိုးရှိတယ်ပေါ့နော်ဟုတ်လားA worker who work twice as hard but get the same pay as lower college may slow down or quit အဲ့တော့ဝန်ထမ်းတစ်ယောက်ကတခြားဝန်ထမ်းတွေလစာတူတူပဲနေစားခတူတူပဲဆိုရင်ပေါ့နော် तू ကအလုပ်ကြတော့ तू ကသူများတဲ့ပို့လုပ်တယ်သူများတဲ့မြန်မြန်ဆန်ဆန်လဲလုပ်တယ်ဒါပေမဲ့ရတာကြတူတယ်ဆိုလို့ရှိရင် तू လည်းသူများနဲ့ရှင်ပြီးတော့အလုပ်တွေနှေးလာမယ်ဒါမှမဟုတ်လဲအလုပ်တရားတွေထွက်သွားမယ်ပေါ့နော်ဒီလိုမျိုးတွေရှိတတ်ပါတယ်ဒါဝန်ထမ်းတွေဘက်ကအမြင် equity theory လို့ခေါ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဘာလုပ်ရလဲဆိုခုနကကျွန်တော်တို့ပြောသလိုပဲဝန်ထမ်းတွေတပြေးညီဖြစ်အောင်ပေါ့နော်ဒီလိုမျိုးပေါ့နော်ဘယ်သူကတော့ဒီကျွန်တော်တို့ productivity ကောင်းတယ်ဘယ်သူကတော့ဒီကျွန်တော်တို့ဒီ performance ကောင်းတယ်ဘယ်သူကတော့ပြည့်မီရယ်ဒီ KPI ပြည့်မီရယ်ပေါ့နော်ဒါအဲ့လိုမျိုးတွေဖြစ်သွားအောင်ဆိုပြီးတော့ကျွန်တော်တို့ကဒီKPI တွေချမှတ်တာပေါ့ဗျာဒီဝန်ထမ်းတယောက်တာမန်ဝန်ထမ်းတယောက်ကလေ့ကျင့်ပေးလိုက်လို့ရှိရင်ဟိုမှာတနာကြီးကို case 200ပစ္စည်း200ကောက်နိုင်တယ်ဆိုရင်ဝန်ထမ်းအားလုံးလည်းကောက်နိုင်ရမယ်ပေါ့နော်ကျွန်တော်တို့ဒါ KPI ပေါ့ standard KPI ချမှတ်ပေးလိုက်တာပေါ့အဲ့ဒါကတော့ကျွန်တော်တို့က individual KPI လို့ခေါ်တယ်ပေါ့တဦးတယောက်ထဲပုံမှာသတ်မှတ်ပေးလိုက်တဲ့ KPI ပေါ့နော်အဲ့လိုပဲအသင်းလိုက်ပေါ့နော်ဗျာဟုတ်လား picking လုပ်ကြတဲ့အဖွဲ့တွေရှိရဆိုရင် picking team ကပေါ့နော်အဲ့လိုမျိုး team ပေါ်မှာမူတည်ပြီးတော့လဲကျွန်တော်တို့ KPI တွေချမှတ်ပေးတယ်အဲ့လိုဌာနဆိုလဲဌာနပေါ် department ပေါ်မှာ KPI တွေချမှတ်ပေးရပေါ့နော်သူတို့ပြည့်မီလားပေါ့နော်ဒီနေ့တနေ့တာအတွက်ပြည့်မီလားဒီလိုမျိုး KPI တွေချမှတ်ပေးလိုက်တယ်ပေါ့နော်ဒါမှပဲကျွန်တော်တို့ဝန်ထမ်းတွေတပြေးညီဖြစ်သွားတယ်ဘယ်သူကတော့လုံနိုင်တယ်ဘယ်သူကတော့နောက်ချန်ရစ်တယ်ဘယ်သူကတော့ဟွန်ဖြစ်ဘူးပေါ့နော်ဟုတ်လားအဲ့တော့ကျွန်တော်တို့ကခွဲပြားမှုမရှိတော့ဘူးဒါ data ပေါ်မှာပဲစကားပြောပြီးတော့ဝန်ထမ်းတွေကိုကျွန်တော်တို့ကကဲဖြတ်လို့ရတယ်ပေါ့နော်ဟုတ်လားဟုတ်ပြီအဲ့တော့ဘယ်လိုမျိုးဝန်ထမ်းတွေကိုဒါဖြစ်အောင်လုပ်မလဲဆိုရင်ကျွန်တော်တို့ဒီ process တွေလုပ်တဲ့ခါမှာသူတို့ပါဝင်စေမယ်သူတို့ရဲ့ကြိုးစားအားထုတ်မှုတွေကိုအသိအမှတ်ပြုမယ်ဟုတ်လားနော်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့သူတို့ဒါ training တွေပေးမယ်ပေါ့နော်ဟုတ်လားအဲ့တော့ကျွန်တော်တို့ကပုတ်တိုက်မှုတွေနည်းအောင်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်တို့က test တွေကြီးပဲအလုပ်တွေကြီးပဲတင်ခိုင်းတာမျိုးဟုတ်တယ်ဘာကြောင့်ဒီလိုလုပ်ရတယ်ဘာကြောင့်ကျွန်တော်တို့ကဖြစ်ရတယ်ဆိုတော့ရှင်းပြတာမျိုးတွေကျွန်တော်တို့လုပ်ရမယ်နော်နောက်ပြီးလို့ရှိရင်အဲ့လိုမျိုးလုပ်ကြိုးစားတဲ့ဝန်ထမ်းတွေကလည်းဒါကြားကျင်တာပေါ့ကြားကျင်တာဆိုတာချီကျူးစကားတွေအသိမှတ်ပြုမှုတွေကြားကျင်တယ်ဒါမျိုးတွေအနည်းဆုံးကျွန်တော်တို့လုပ်ပေးနိုင်ရမယ်ပေါ့နော်ကျန်တဲ့ငွေကြေးရအသိမှတ်ပြုမှုတွေယာရုတိုးမှုရတယ်မလုပ်နိုင်ဘူးဆိုရင်တော့ချီကျူးတဲ့စကားမျိုးတွေနဲ့တော့ကျွန်တော်တို့လုပ်ပေးလို့ရပါတယ်ပေါ့နော်ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်တို့နောက်ပြီးလို့ရှိရင်တချို့ဝန်ထမ်းတွေကြတော့မပါလာဘူးပေါ့ဗျာသူများနည်းနည်းလုပ်လဲသူများအများကြီးကြိုးစားတယ်သူတို့ကတော့မကြိုးစားဘူးပါမလာတဲ့ဝန်ထမ်းတွေကြရင်ကျွန်တော်တို့ကတကယ်ဒီကောင်တွေကြတော့ကျွန်တော်ဘာလို့ခေါ်မလဲ low performer ပေါ့နော် performance မကောင်းတဲ့သူတွေကြတော့တကယ် performance ကောင်းတဲ့ high performer တွေကျွန်တော်တို့တွဲပေးရမယ်ဒါမှပဲဒီ peer pressure ဆိုတဲ့ကသူအများကြားလေးရောက်သွားတဲ့ခါကျရင်သူပါလာမှာပေါ့နော်ပါမလာဘူးဆိုရင်တော့ကျွန်တော်တို့တစ်မျိုးစဉ်းစားရမှာပေါ့ဟုတ်တယ်မလား training တွေပေးမယ်နောက်ဆုံးမလိုက်နိုင်ဘူးဆိုရင်တော့လည်းကျွန်တော်တို့ performance အရာလက်မခံတော့တာမျိုးရှိတာပေါ့နော်ဟုတ်ပြီအဲ့တော့ခုနကသူ့ရဲ့အဖြေပဲကျွန်တော်တို့ပြန်ဖြေရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုပဲနေနေဝန်ထမ်းတွေလုပ်ငန်းမှာတော့ကျွန်တော်တို့ result ကိုပဲဦးစားပေးရမယ် result oriented ပေါ့ရလဒ်ကိုဦးစားပေးရမယ်ဒါပေမဲ့လည်းပေါ့နော်တအားသဖြင့်တော့ကျွန်တော် balance approach ပေါ့နော်အလုပ်လည်းပြီးရမယ်ဟလာ relationship ကိုလည်းလျှစ်လျူရှုတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်လုပ်နိုင်တော့အကောင်းဆုံးပေါ့နော်ရလဒ်လည်းထွက်ရမယ်ဝန်ထမ်းကိုလည်းနားလည်အောင်ရှင်းပြရမယ်ဒီလိုမျိုး productivity ရောက်လာအောင်လည်းကြိုးစားပြီးတွဲခေါ်ရမယ်ပေါ့နော်ပါလာအောင်လို့တော့လုပ်တင်တာပေါ့နော်အဲ့တော့ balance ပြုတ်သွားနိုင်တော့အကောင်းဆုံးပါပဲကျေးဇူးတင်ပါတယ်